Wine Elephant ကနေပြန်လာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Wine Elephant Channel ရဲ့ founder ရဲရင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီပေါ့နော်ကျွန်တော်ရဲ့ YouTube channel ရဲ့ကျွန်တော်ရဲ့ TikTok တွေကို subscribe လုပ်ထားတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ကဒီပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးတော့ပြီးလို့ရှိရင်ဒီခန္ဓာကိုယ်စူးစမ်းကြည့်လေ့လာပါဖို့အတွက်ရောပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေထိုင်မှု lifestyle တွေရောကျွန်တော်အများအားတင်ပြပေးနေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးတွေကို subscribe လုပ်ထားပေးဖို့အတွက်ကိုမမေ့ပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကတင်ပါမှာဆယ်ပေါ့နော်တင်ပါမှာဆယ်ဟိုဘယ်လိုမျိုးကြည့်လေ့လှပအောင်ပေါ့နော် train ရမလဲပြီးလို့ရှိရင်ကြီးချင်တယ်ပေါ့နော် main လေးတော်တော်များများဗျာတင်ပါမှာဆယ်ကိုကျွန်တော်တို့ပေါ့နော်တချို့တခြားမှာဆယ်တွေထဲပို့ပြီးတော့ပေါ့နော်အလေးပေးကြရပါလို့လဲဆိုတော့ main လေးတွေကပေါ့နော်ဒီဝစားဝလို့ရှိရင်အဆင်ပြေအောင်ပြီးလို့ရှိရင်ကျွန်တော်တို့အပြင်မှာဘယ်လိုပဲပြောပြောဗျာဒီခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဒီပေါ့နော်ဒီ group မှာဆယ်ပေါ့နော်ဒီတင်ပါမှာဆယ်အဲ့ဒီတင်ပါမှာဆယ်ကိုကျွန်တော်အလားပပလေးရှိရဆိုလို့ရှိရင်မြန်မာ main လေးဆိုလို့ရှိရင်လည်းဒီပေါ့နော်ထမိန်တွေပါတယ်ဝလို့ရှိရင်လားပပလေးရှိတယ်ဗျာအဲ့လိုမျိုးပေါ့နော်ဒါပါအဲ့ဒါတစ်ပိုင်းပေါ့နော်ပြီးတော့ဒီတင်ပါမှာဆယ်ယောက်ျားလေးလည်းလိုအပ်တယ်ပေါ့နော်တင်ပါမှာဆယ်ကိုတင်းတင်းရင်လေးဖြစ်မယ်ပြီးလို့ရှိရင်ဒီကြစ်ကြစ်လေးလေးလားပပလေးဖြစ်တယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်အောက်ပိုင်းอ่ะပေါ့နော်ပို့ပြီးတော့လှုပ်ရှားမှုမှာပို့ပြီးတော့ကောင်းမှာတင်ပါမှာဆယ်လဲမှာဆယ်အကြီးတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုလည်း train ပေးတဲ့ပေါ့ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ပေါ့နော် train ပေးတဲ့မှာဆယ်တစ်ခုဖြစ်ပါရမယ်ဒီနေ့မှာတော့ကျွန်တော်ကတင်ပါမှာဆယ်ကိုဘယ်လိုမျိုးပေါ့နော်လေ့ကျင့်ရမလဲပြီးလို့ရှိရင်ဘယ်လိုမျိုးနေထိုင်စားသောက်ရမလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်က share လုပ်ရဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြောတဲ့ဒီ1 and 3လေးတွေပေါ့နော် like လုပ်ကြည့်မယ်တရားလေးချရေးထားပြီးတော့ like လုပ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါတွေကဒီပေါ့ကျွန်တော်တရားလေးလေ့လာရှာဖွေထားတဲ့အချက်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တရားလေးကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်ခင်ဗျာဒီတင်မမဆယ်ကိုပေါ့နော်ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ထွင်းကြည့်ပါထွင်းကြည့်ပြီးတော့ဒီပေါ့နော် feedback လေးအနေနဲ့ကျွန်တော်ကိုပြန်ပြောပေးဖို့အတွက်ကိုမွေးပြပါနဲ့ဟိုလိုပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ TikTok မှာရောကျွန်တော်ရဲ့ Facebook ကျွန်တော်ရဲ့ TikTok ရောကျွန်တော်ရဲ့ YouTube တွေမှာရောဒီပေါ့ comment တွေကျွန်တော်အများအားပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီတင်မဆယ်ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့အပိုင်းပေါ့နော်စလိုက်ရအောင်ဗျာပထမဆုံးချက်အနေနဲ့တင်မဆယ်ကိုတစ်ပတ်ကိုပေါ့နော်လေ့ကျင့်ခန်းလုပ်မယ်ဆိုလို့ရှိရင်တင်မဆယ်တစ်ပတ်ကိုပေါ့နော်2 ရက်နဲ့3 ကြိမ်ထိကိုကစားပေးသိပါတယ်ခင်ဗျာဘာလို့ကစားပေးသေးလဲဆိုတော့ကျွန်တော်တို့မာဆယ်ပေါ့နော် group မာဆယ်ကိုနံပါတ်1ချက်အနေနဲ့တင်မပေါ့နော်တစ်ကြိမ်2 ကြိမ်နဲ့3 ကြိမ်ထိပေါ့နော်အဲ့လိုမျိုးကစားပေးသိမှာဗျာဥပမာအနေနဲ့ဗျာကျွန်တော်တို့တနင်္လာနေ့ကနေစောင့်ရမယ်တနင်္လာနေ့မှာနေမှာဆော့မယ်ဆိုလို့ရှိရင်အင်္ဂါဗုဒ္ဓဟူးနားပြီးတော့ကြက်တပရင်းနေ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ recover ကောင်းကောင်းရနေပြီအဲ့ကြလို့ရှိရင်တစ်ကြိမ်ထပ်ဝင်တယ်ဆိုလို့ရှိရင်ဒါတစ်ပတ်မှာ2 ကြိမ်ပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့တစ်ပတ်မှာ2 ရက်ပဲဆော့တဲ့လူတွေဆိုလို့ရှိရင်ဒီမျိုးရက်ခွဲပြီးတော့ဆော့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ခင်ဗျာဒါကတော့နံပါတ်1ချက်ပေါ့နော်နံပါတ်1ချက်ဒီသူကတော့ဒီနေ့တိုင်းဆော့စရာမလိုဘူးဗျာနေ့တိုင်းဆော့စရာမလိုပဲနဲ့1 ရက်ချားလောက်ဖြစ်ပေါ့နော်2 ရက်လောက်ပဲဖြစ်အဲ့လိုမျိုး2 ရက်ချားလောက်2 ရက်ချားတစ်ခါလောက်ဖြစ်အဲ့လိုမျိုးဆော့တယ်ဆိုလို့ရှိရင်ဒီတင်မောင်းပါဆယ်ကဒီ recover လဲရတယ်ဗျာပြီးလို့ရှိရင်ကိုဆော့လိုက်တဲ့ဟာပို့ပြီးတော့ပေါ့နော်တိုးတက်မှုရှိလာတာပေါ့ဗျာနံပါတ်2ချက်အနေနဲ့ကျွန်တော်အများအားပြောနေတယ်ပေါ့နော် progressive overload ကတော့မဖြစ်မနေလိုတယ်ဗျာဘာလို့လဲဆိုတော့ progressive overload မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလေးနဲ့ပဲဥပမာဗျာကျွန်တော်တို့ဒီ10ပေါင်တုံးလေးနဲ့ပဲလုံမယ်ဆိုလို့ရှိရင်ဒီအလုပ်ပဲအများအားလုံးတဲ့ကြောင့်မလို့တင်ပါကဒီငါဒါပဲလုံနေရတယ်ဒါပဲမှတ်မိမယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးရှိရဗျာအဲ့ကကြလို့ရှိရင်ကျွန်တော်တို့ကတေချာလေးပေါ့နော် progressive overload လုပ်မယ်ဒီတစ်ပတ်မှာကျွန်တော်တို့10ပေါင်နဲ့ဆော့တယ်ဆိုရင်နောက်တစ်ပတ်12ပေါင်အဲ့လိုမျိုးပေါ့နော်တဖြည်းဖြည်းတိုးသွားမယ်ဗျာတကယ်လို့အလေးမတိုးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်အချိန်ကြီးကြော့ရပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုတွေကြည့်ရလို့ဆိုရင်ကျွန်တော် progressive overload ကျွန်တော်တိတက်ပြောထားတဲ့ဗီဒီယိုလေးရှိပါတယ်ညာအဲ့ဒါကိုတော့ကြည့်လို့ရပါတယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့မသိဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီမှာပေါ့နော် link ချပေးမယ်ဗျာတကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော် link ချပေးရမယ်ကျွန်တော် YouTube channel မှာလည်းကျွန်တော်တင်ထားဖြစ်ပါတယ်ညာဒါဆိုလို့ရှိရင်တော့နံပါတ်3ချက်ကိုသွားလိုက်အောင်နံပါတ်3ချက်အနေနဲ့ကျွန်တော်တို့ mind muscle connection ပေါ့နော်ဒီအချက်လည်းကျွန်တော်အများကြီးပြောဖြစ်ပါတယ်တိတက်ခွဲပြောတာပေါ့နော်ဒါကတော့စုပြောတယ်ပြောတယ် mind muscle connection မှာဘယ်လိုလဲဆိုတော့ mind muscle connection ကိုထိထိမိမိရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအလေးကိုလဲပေါ့နော်ဒီထိုက်တဲ့တလောက်လေးရှိရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖောင်မှန်ရမယ်ဖောင်မှန်ဖို့လိုတယ်ပြီးလို့ရှိရင် mind muscle connection ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအချိန်ကြော့တိုင်းမှာပေါ့နော်ကျွန်တော်တို့ကတေချာလေးbreathing ရော breathe out ရောပေါ့နော် breathing breathe out တေချာလေးလုပ်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ muscle ပေါ့နော်ကိုစော့နေတဲ့ muscle ကိုထိရောက်မှုရှိလားမရှိလားအများနဲ့စစ်ဆေးတာပဲအဲ့ဒါကို mind muscle connection ပေါ့နော်ဒီလို mind muscle connection ကိုလည်းနံပါတ်3ချက်အနေနဲ့ကျွန်တော်လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာနောက်တစ်ချက်ကပေါ့နော်နံပါတ်4ချက်ကတော့ခုနပြောတဲ့ထဲမှာတော့ပါသွားပြီပေါ့နော်ဖောင်မှန်ဖို့လိုပါတယ်ဗျာ
ဖောင်မှန်ဖို့လိုပါတယ်ဗျာဖောင်မှန်ဖို့ကဘာကြောင့်လိုလဲဆိုတော့ဒီဘက်ခင်မှာဗျာ ego lip ပေါ့နော်အလေးအများကြီးတွေနဲ့မာကြပြူကြရပေါ့နော်အဲ့လိုမျိုးလုပ်ရတဲ့ဆိုလို့ရှိရင်ကိုကဖောင်မှန်လေးနဲ့ပေါ့နော်အလေးကိုထိုက်သေးသေးအောင်လေးနဲ့ကိုကပုံမှန်လေးလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဟာပေါ့တရားလေးလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ဗျာဒီတင်မမှာဆရာမကြီးစရာအကြောင်းလည်းမရှိဘူးပေါ့နော်ပြီးတော့ဒီလိုမျိုးလေးကစားတဲ့နီးစနစ်တွေအများကြီးရှိရတယ်မှာဗျာကိုကဒီခက်ခဲတယ်ဆိုလို့ရှိရင်တခြားလူတွေလုပ်တယ်လို့မျိုးဟိုဟာဒီဟာပေါ့နော်ဆန်းဆန်းပြပြလိုက်မလုပ်ပဲနဲ့ကျွန်တော်အခုပြောတဲ့လေ့ကျင့်ခန်းလေးကိုချရည်ထားပြီးတော့လုပ်ကြည့်ပါလို့ပြောချင်ပါတယ်ဗျာပထမဆုံးတစ်ခုကကျွန်တော် square ပေါ့နော်နောက်တစ်ခုကကျတော့ RDN လို့ခေါ်တဲ့ Romanian deadlift ပေါ့နော်အဲ့ဒါလုပ်ကြည့်ပါပြီးလို့ရှိရင် hip thrust ပေါ့နော် hip thrust ကိုလည်းကျွန်တော်တို့ဓာတ်မဲ့နဲ့လုပ်လို့ရတယ်ဒီကိုကြိုက်တဲ့အလေးနဲ့လုပ်လို့ရတယ်ဗျာပြီးလို့ရှိရင် Smith machine မှာလည်းလုပ်လို့ရတယ်ဗျာ hip thrust ပေါ့နော်ပြီး split squat ဆိုတော့ကျွန်တော်တို့တစ်ဖက်ကိုနောက်ကိုဆုပ်ပြီးတော့လေအဲ့လိုမျိုးလုပ်တဲ့ပုံစံမျိုးပေါ့နော် split squat ပြီးလို့ရှိရင်ကျွန်တော် kick back ကိုကြတော့ကျွန်တော်တို့ဒီပေါ့နော် booty band လေးနဲ့တော့လုပ်လို့ရတယ်ခင်ဗျအဲ့ဒါလေးတွေကတော့ပေါ့နော်ကိုကဒီအလေးလည်းအများကြီးသုံးစရာမလိုပဲနဲ့ထိရောက်လေးဖြစ်ဖို့တဲ့ဒီ၅မျိုးလေးကိုစော့ကြည့်ပေါ့နော်အဲ့ဒါလေးကိုစော့ကြည့်ရင်တော့မှကျွန်တော်တို့ဒီ blue master တိုးတက်မှုရှိလာတာကိုသိမှာဖြစ်ပါတယ်ခင်ဗျာ fan ဖြစ်တဲ့ဟာတွေကိုလိုက်ပြီးတော့လုပ်မယ်ပြီးလို့ရှိရင်ဒီဟိုပါပေါ့နော်ကောက်ကျောင်းလှတဲ့ body လှတဲ့လူတွေရဲ့ပုံစံလိုက်လုပ်မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ကိုက်ညီလားမကိုက်ညီလားမသိပဲနဲ့ဖြစ်ဖို့များပါတယ်ခင်ဗျာအဲ့ဆိုလို့ရှိရင်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကဒီ calorie surplus ပေါ့နော် calorie surplus ဘာကြောင့်လို့လဲဆိုဝေးချလူတွေကမျိုးပြောလို့ဝေးချလူဝေးအင်ချပေါ့နော်ပြီးတော့မှဒီပိုင်းအောင်သွားပါအခုကတော့ကျွန်တော်ပြောချင်တာတင်မားမှာဆယ်ကြီးအောင်ပဲအဓိကပြောတဲ့အတွက်ကြောင့်မလို့ calorie surplus ကိုဗျာ small calorie surplus ပေါ့နော်နည်းနည်းလေးပေါ့ဗျာကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ကယ်လိုရီ1500စားလို့ဆိုရင်1600 1900ပါအဲ့လောက်လေးပေါ့နော်200လောက်ဖြစ်ဖြစ်300လောက်ဖြစ်ဖြစ်ဖြည်းဖြည်းတိုးစားအောင်ပါဗျာဒုံးဆိုပြီးတော့2000စားနေတယ်1500စားနေ2000လိတိုးစားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစီရောမှာဆေရောတက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ချတဲ့အခါကျလို့ရှိရင်ခက်ခဲတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကိုမှလည်းတခြားမလိုအပ်တဲ့အစီတွေဆုလာမှာဖြစ်ပါတယ်ပြီးတော့ပေါ့နော်နောက်တစ်ချက်အနေနဲ့ကျွန်တော်ကဒီခုနပြောတဲ့ခါမှာလည်းပါတယ်ပေါ့နော်ဒါပေမဲ့မှတ်ထားဖို့လိုတယ်ပေါ့ဗျာကျွန်တော်တို့အကျဉ်းကြီးကြော်ရေးပြီးလို့ရှိရင်ကျွန်တော်တို့ဘလောက်ဆော့ခဲ့လဲဘယ်ချိန်ကနေဘလောက်ထိဆော့ခဲ့လဲအဲ့ဒါလေးတွေကိုမှတ်ထားဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒီပေါ့နော်ဒီလိုမျိုးပြောချင်းရကြတော့ကျွန်တော်ရဲ့ကျွန်တော်လုပ်နေတဲ့ပုံစံတွေနဲ့လည်းအများကြီးဆက်မှုရှိတယ်ဗျာပြီးလို့ရှိရင်ဒီထဲမှာပြောသွားတဲ့ချက်တွေအကုန်လုံးကကျွန်တော်တို့ကိုယ်တိုင်လည်းကြစ်သုံးနေတဲ့အချက်လက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘယ်မှာဆယ်ပဲဖြစ်ဖြစ်ဗျာကြီးအောင်ဆိုလို့ရှိရင်ဒီအချက်လေးတွေလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်မကြီးဘူးဆိုတာမရှိဘူးဗျာသိတယ်မလားအဲ့လိုမျိုးပေါ့ဗျာနောက်ဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းပေါ့နော်အမြဲတမ်းလုပ်သွားဖို့လိုအပ်ပါတယ်ဗျာအမြဲတမ်းဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီစပြီဆိုရဲဗျာကျွန်တော်ဥပမာ3လဆိုရင်3လ target ထားမယ်ဗျာအဲ့3လ target တွေမှာကိုကအဲ့ဟောပေါ့နော်အားသည်ဖြစ်စေမအားသည်ဖြစ်စေကိုကဒီဟာကိုပဲတေချာလေးဒီဇိုင်းမလုပ် consistency ပေါ့နော် consistency ရှိဖို့လိုတယ်ဗျဥပမာဗျာကျွန်တော်တို့ဒီဆေးဝါးတွေဘာတွေမသုံးမဲ့နဲ့ဒီတိုင်း natural နဲ့လုပ်မယ်ဆိုလို့ရှိရင်ပေါ့နော် consistency ရှိဖို့လိုတယ်ဗျာဒီတိုင်းကိုကဒီစားသောက်ကိုလည်းတေချာလေးစားမယ် calorie surplus လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနပြောရတဲ့ချက်တွေပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တေချာလေးမှတ်ထားမယ်ပြီးရှင် mind muscle condition မိအောင်လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ego lift တွေမလုပ်ဘူးပြီးလို့ရှိရင်ဖောက်မှာလုပ်မယ်အဲ့လိုမျိုးတွေပါဗျာဒီအချက်တွေအကုန်လုံးကိုကျွန်တော်ခုနကျွန်တော်ပြောရတဲ့ချက်တွေပေါ့နော်အားလုံးပေါင်းပေါ့နော်9ချက်ရှိတယ်ဗျာဒီအချက်တွေအကုန်လုံးကိုကျွန်တော်လိုက်လုပ်သွားမယ်ဆိုလို့ရှိရင်တင်မမှာဆယ်ကိုတည်တာလေးပေါ့နော်3-4လအတွင်းမှာတည်တာလေးတိုးတက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်ခြင်းအပြင်ကျွန်တော်မိတ်ဆွေတွေမှာအကျိုးတစုံတရာရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့မမြောက်ဝါသာဖြစ်မိပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Wine Elephant Channel ရဲ့ဖောင်ဒါရဲရဲပဲဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့အကျိုးတစုံရတယ်ဆိုလို့ရှိရင်ကျွန်တော်ကို comment လေးတစ်ခုလောက်ရေးသားပေးပါဦးလို့ပြောချင်ပါတယ်